အားလုံးကအသက်မရှိတော့ဘူးလို့အတည်ပြုလိုက်တဲ့အချိန်မှာအဲ့ဒီလူရဲ့အတိစိတ်ကသူ့ရဲ့ခန္ဓာကိုယ်အပေါ်ကနေပြန်ကြည့်နေတယ်ဆိုတော့ခင်ဗျားတို့ရောယုံကြည်ပါလားမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့နေရနာတကားဝမှာပြန်လာပြီးများနဲ့တစ်ဖက်ကဘာမှာလိုအပ်ချက်တွေဖြစ်ပါတယ်ခင်ဗျားတို့ဟာအခုဗီဒီယိုကြည့်နေရတဲ့တောင်လူသားတိုင်းမလွဲမသွေရင်ဆိုင်ရမယ့်နောက်ဆုံးပြီးနဲ့တစ်စက္ကန့်ထက်မကနေတက်နေတယ်ဆိုတာအားလုံးသိပြီးသားပါအနှလုံးခုန်နိုင်ရက်သွားပြီးတော့အုံတော်လိုင်းတွေငြိမ်သက်သွားပြီးစေးပညာအရအသက်မရှိတော့ဘူးလို့အတည်ပြုလိုက်တဲ့အချိန်မှာအဲ့ဒီလူရဲ့အသေးစိတ်ကသူ့ကိုယ်သူအပေါ်ကနေပြန်ကြည့်နေတယ်ဆိုတာရောခင်ဗျားတို့ယုံကြည်ပါလားဒါကဘာသာရေးယုံကြည်မှုသက်သက်တော့မဟုတ်ပါသိပ္ပံပညာရှင်တွေတောင်အဖြေရှာလို့မရတဲ့စောက်တီရောင်ရဖြစ်ခဲ့တဲ့ Near Death Experience လို့ခေါ်တဲ့နေရနာတကားဝအတွေ့အကြုံပါဒါပေမဲ့ဒီတက်ပို့ပြီးထူးဆန်းတာတစ်ခုရှိပါသေးတယ်အသက်ရှူရဲသွားပြီးဖြန့်ရှင်လာလူတွေရဲ့80ရာခိုင်နှုန်းဟာသူတို့ရဲ့ personality ခေါ်တဲ့ဇယိုက်တွေအချင်းဇယိုက်တွေလုံးဝကိုပြောင်းလဲသွားကြတာပါဘာကြောင့်လဲအဲ့ဒီလိုအချက်ကိုကျွန်တော်လေပိုင်းမှာအသေးစိတ်ပြောပြပေးသွားပါမယ်ဆက်လက်ပြီးကမ္ဘာတော်က cardiology လို့ခေါ်တဲ့နှလုံးထုခုဆရာဝန်ကြီးတွေရှေ့မောက်မှာဖြစ်ပွားခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ပျက်တွေကိုပထမဆုံးအရင်ကြည့်အောင်လူတစ်ယောက်ရဲ့ဝိညာဉ်ဟာခန္ဓာကိုယ်ထဲကနေထွက်သွားတဲ့ out of body experience ချိန်မှာသူတို့ကဆရာဝန်တွေဘာပြောနေလဲဘယ်ကိရိယာတွေတုံးနေလဲဆိုတာကိုညင်တက်တွေလို့ပြန်ပြောနိုင်နေကြပါတယ်အဲ့ဒါက Harvard ဆရာဝန်ကြီးတူကြီးတက်တယ်ဒီတော့အသေးစိတ်ကျွန်တော်ပြောပြမှာဟာဒေါက်တာ Ivan Levana ဆိုတဲ့ပုဂ္ဂိုလ်တူရဲ့အကြောင်းပါသူဟာ Harvard Medical School ပါ Neurosurgeon လို့ခေါ်တဲ့အုံနောက်ခွဲစိတ်ဆရာဝန်တူပါသူဟာ9ရက်တိုင်တိုင်ကိုမားလို့ခေါ်တဲ့လုံးဝမှာသတိမရတော့တဲ့အခြေအနေမှာရှိနေခဲ့ပါတယ်ဆေးပညာအရသူ့ရဲ့ nerve cortex လို့ခေါ်တဲ့အုံနောက်ရဲ့အသီးစိတ်ပိုင်းဟာလုံးဝအလုံးလုံးတော့ပါဒါပေမဲ့သူပြန်နိုးလာတဲ့အခါမှာတော့သူဟာ proof of heaven လို့ခေါ်တဲ့စာအုပ်ကိုရေးသားခဲ့ပြီးသူမြင်ခဲ့ရတဲ့တစ်ဖက်ကဘာရဲ့အကြောင်းကိုတက်တည်ပြခဲ့ပါတယ်ခုကျွန်တော်ပြောပြမယ့်အချက်တွေကိုနားထောင်ပြီးရင်တော့ခင်ဗျားတို့အုံနောက်ကိုအရင်လိုစက်ကြည့်နိုင်မှာမဟုတ်တော့ပါဘူးတိဗ္ဗံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့တဲ့မေယနာအလင်းတိုင်းရဲ့လိုအပ်ချက်ကကျွန်တော်တို့ထင်ထားတာတဲ့ပို့ပြီးတော့နည်းနည်းနေပါတယ်ဒေါက်တာအီဗန်ကအဲ့ဒီနေရာမှာအမျိုးသမီးတူကိုတွေးခဲ့ပြီးသူမကသူ့ကိုဒီလိုပြောခဲ့ပါတယ်မင်းဟာအချင်းချင်းမြတ်တာခံရသူပါမင်းမှာဘာကြောင့်ဆရာမှမရှိဘူးတဲ့နောက်ပိုင်းမှာအဲ့ဒီမျိုးသမီးဟာသူတစ်ခါမှမမြင်ဘူးခဲ့တဲ့သူ့ရဲ့ညီမရင်းဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာတော့တကဘာလုံးကတိဗ္ဗံပညာရှင်တွေကစွန့်အားသွားခဲ့ရပါတယ်ဒီတော့ကျွန်တော်တို့ story ဝါဒနဲ့နောင်လာမရှိတော့ဘဝကိုတစ်ချက်ကြည့်ရအောင် story ဝါဒအကြောင်းကိုတော့ကျွန်တော်ရဲ့ channel ကဒုတိယဗီဒီယိုမှာကျွန်တော်တင်ဆက်ပေးထားပါတယ် story ဝါဒအကြောင်းသိချင်ရင်တော့ဒုတိယဗီဒီယိုကိုတွားရောက်ပြီးကြည့်ရှုလို့ရပါတယ်ကဲအခုကအဲ့ဒီ fear တွေကနေကျွန်တော်တို့ကဘာလို့သင်ခန်းစာယူနိုင်မလဲဘာလို့သင်ခန်းစာယူနိုင်မလဲဆိုရင် story စမှာMemento Mori ဆိုတဲ့လက်သုံးစကားတစ်ခုရှိပါတယ်အဓိပ္ပာယ်ကတော့မင်းဟာအမြဲတည်းသူဖြစ်တယ်ဆိုတာကိုအမြဲသတိရပါလို့အဓိပ္ပာယ်ရပါတယ်ဒီတော့ခုချိန်မှာခင်ဗျားတို့ဟာငွေချင်းနဲ့အောင်မြင်မှုနောက်ကိုလူလူမှုလိုက်နေတာလားဒါဆိုရင်တော့အသက်ရှူရက်သွားပြီးတစ်ဖက်ကဘာကနေပြန်လာလူတွေပြောပြတဲ့တစ်ခုတည်းသောနောင်နာအကြောင်းကိုသိချာနားထောင်ကြည့်ပါသူတို့ရဲ့နောင်နာကငွေမရှာခဲ့မိတာမဟုတ်ပါဘူးသူတို့ရဲ့နောင်နာကချစ်ရတဲ့လူတွေကိုအချိန်မပေးခဲ့မိတာနဲ့ကိုထက်သူများအမြင်မှာပဲရှင်သန်ခဲ့မိတာတွေပဲဒါကြောင့် live in the moment လို့ခေါ်တဲ့လက်ရှိအချိန်မှာအကောင်းဆုံးရှင်သန်ပါဘာလို့လဲဆိုတော့အဆုံးသတ်မှာခမည်းတော်နဲ့အတူပါသွားမှာကခမည်းတော်ရဲ့ပိုင်ဆိုင်မှုတွေမဟုတ်ပဲခမည်းတော်ရဲ့စိတ်ထားနဲ့ခမည်းတော်ပြီးခဲ့တဲ့မေတ္တာတွေပဲဖြစ်ပါလိမ့်မယ်အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့ရရှိခဲ့တဲ့သင်ခန်းစာကသူများတွေအမြင်မှာကျွန်တော်တို့မရှင်သန်မဲနဲ့ live in the moment ဆိုတဲ့လက်ရှိအချိန်မှာအကောင်းဆုံးရှင်သန်ဖို့ပါပဲကျွန်တော်တို့ရဲ့ဆုံးသတ်မှာကကျွန်တော်တို့ရဲ့စိတ်ထားနဲ့ကျွန်တော်တို့ပေးခဲ့တဲ့မေတ္တာတွေပဲကျွန်
ကျွန်တော်တို့အဆုံးသတ်မှာရရှိကြမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါဒီနေရာမှာပဲဆုံးသက်ပါရလေးယခုလိုမျိုးကြီးနိုင်စရာအကြောင်းအရာများနဲ့ထူးခြားဆန်းပြအကြောင်းအရာများကိုကြည့်ရှုနားဆင်ခံစားလို့ပါက Unbelievable MM ဆိုတဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးခဲ့ကြပါဦးလို့တောင်းဆိုပါရစေဗီဒီယိုရဲ့အောက်ကလက်မလေးကိုလည်းနှိပ်ခဲ့ပေးခဲ့ပါဦးလို့ရက်တာရက်ခံပါရစေဘာကြောင့်လဲဆိုတော့ YouTube algorithm ကလုံလာအင်မတန်မှအရေးပါသောကြောင့်ဖြစ်ပါတယ်အားလုံးပဲငြင်းငြမ်းကြပါစေ